လူဆိုတာအားနဲ့နေသမျှပြေဆုံးခြင်းဆိုတဲ့ကံတရားမျော်လင့်ရင်မောနေအချိန်ရှိတိုင်းပြောစရာတွေပဲတို့တွေ့ဖို့မလွယ်တော့လေတယောက်တည်းကအထီးကျန်ရင်ခုန်တဲ့နေဆက်လဲစားအချစ်နဲ့မုန်းဒီလမ်းနဲ့တွေ့ကြလဲပါရင်မစိုးနိုင်ကဘာမြေရဲ့တနေရာမှာတော့အဖေမေသူရှိမယ်တွေ့ချင်သေးတယ်အဆွေနှလုံးသားနဲ့လူပါအချင်နာလက်တော့ကလိုက်အောင်အချစ်ဆိုတာကိုရဲ့ဘဝမှာအိမ်မလောက်ပါအားငယ်ဖေးခုသူမရှိအကောင်းဆုံးချစ်မဟုတ်တော့မှအပေါ်မစင်နဲ့တွေ့ချင်တယ်ရင်းနှီးဆုံးလူတစ်စိမ်များချမ်းသာရှိရင်ရာရာပြည့်စုံမလားမင်းကိုတွေ့ဆုံးခွင့်ပေးပါလူဆိုတာအားနဲ့နေသမျှပြေဆုံးခြင်းဆိုတဲ့ကံတရားမျော်လင့်ရင်မောနေကဘာမြေရဲ့တနေရာမှာတော့အဖေမေသူရှိအောင်မယ်တွေ့ချင်သေးတယ်အဆွေနှလုံးသားနဲ့လူပါအချင်နာလက်တော့ကလိုက်အောင်အချစ်ဆိုတာကိုရဲ့ဘဝမှာအိမ်မလောက်ပါအားငယ်အဖေကူသူမရှိအကောင်းဆုံးချစ်မဟုတ်တော့မှအပေါ်မစင်နဲ့တွေ့ချင်တယ်ကိုပေါ်မှာရင်းနှီးဆုံးလူတစ်စိမ်များချမ်းသာရှိရင်ရာရာပြည့်စုံမလားမင်းကိုတွေ့ဆုံးခွင့်